ဒီ state ကကြတော့cut let လို့ခေါ်တယ်ပြီးရင် witness state တစ်ခုရှိမယ်အဲ့တော့မြေကြီးကဒီပုံစံရှိတယ်အဲ့တော့ဒီမြေကြီးကိုသူကဒီဟာ instruction လောက်ထားတဲ့information တွေရေးထားတဲ့ဒုတ်ပေါ့နော်အဲ့ဒါကိုသူကဒီမှာထားတယ်ဒီမှာကျတော့ witness state ရှိတယ်ဒါ witness state ဒါကျတော့ information ရေးထားတဲ့ state information ရေးထားတဲ့ state ပထမဆုံးက 10 top လို့ရေးထားတယ်အဲ့တော့ 10 top ဆိုတဲ့အဓိပ္ပာယ်ကကျတော့10 feet offset to the top အဲ့တော့တောင်ဆုံးနေမှာ top ဆိုတာကကြတော့အထိပ်ကိုပြောတာပေါ့ toe ကကြတော့အောက်ခြေကိုပြောတာအဲ့တော့ top လို့ရေးထားတာထိပ်ထီကိုအမြင့်ဆုံးနေရာထီကို witness state နဲ့ let နဲ့အကွာအဝေးက10 feet ရှိတယ်လို့ပြောတာသူ့ကို state ရိုက်လိုက်တယ်ရိုက်ပြီးတဲ့အခါကျတော့သူကနောက်ထပ်ဘာဆက်ရေးထားသေးလဲဆိုရင် out 10 feet down အဲ့တော့ out 10 feet down ဆိုတဲ့အဓိပ္ပာယ်ကကြတော့ထပ်ပြီးတော့ဒီကနေပြီးတော့10 feet ဆက်ပြီးတော့သွားမယ်10 feet out လုပ်မယ်အဲ့တော့10 feet သွားပြီးတဲ့အခါဘာဆက်ရေးထားသေးလဲဆိုရင်1.3 top အဲ့တော့ဒီ witness state ကနေပြီးတော့ 1.3 ကိုဖြည့်လိုက်တယ် top လုပ်လိုက်တယ်ပြီးတော့ parallel ဆိုတဲ့အဓိပ္ပာယ် then လို့ပြောတာဒီအမှတ်သား then ပြီးလို့ရှိရင်ဘာဆက်လုပ်နေဆိုရင်အဲ့ကနေစပြီးတော့ cut လုပ်မယ်ဒီမြေကြီးရဲ့ဒီ state ကနေ 1.3 အောက်ကိုဆင်းတယ်ဆင်းပြီးတဲ့အခါမှာ10 ပေกว่าနေပြီးတော့စပြီးတော့ cut လုပ်မယ်အဲ့တော့ cut ဘယ်လောက် cut လုပ်နေဆိုရင်25 ပေ cut လုပ်မယ်သူ့ရဲ့ slope ကဘယ်လောက် slope လဲဆိုရင် 1.5:1 slope နဲ့သွားမယ်သွားပြီးတဲ့အခါမှာသူက band နဲ့ဘာဆက်လုပ်မလဲဆိုရင်8 feet 8 LEV ဒါ LEV လို့ရေးထားဆိုတော့ level 8 feet ကို level ထားမယ်ပြီးတဲ့အခါမှာ cut 24အဲ့တော့24 feet တစ်ခါထပ်ပြီးတော့ cut လုပ်မယ်အဲ့ဒါပြီးတဲ့အခါဘယ်လောက် slope နဲ့ဆိုရင်လေခုနက slope တိုင်းပဲ 1.5:1 then 2ပြီးလို့ရှိရင်2ကိုရောက်မယ်ဒါ2အဲ့တော့ဒါစောက်မဲ့ပုံစံအနီးနဲ့ဆက်ထားတဲ့ဟာစောက်မဲ့ပုံစံငကိုမူလကဒါရှိနေတာအမဲနဲ့ရေးထားတဲ့ဟာအဲ့တော့ slope တွေလုပ်တဲ့အခါမှာ cut slope ပဲဖြစ်ဖြစ် face slope ပဲဖြစ်ဖြစ်သူက staking ရိုက်တယ် let တွေနဲ့ information တွေရေးတယ်အဲ့မှာ terminology တွေဘာအသုံးအနှုန်းတွေရှိလဲဆိုတာသိရမယ်အဲ့တော့အရင်ဆုံးသိရမှာ toe ဆိုတာကြတော့တောင်အခြေကိုပြောတာ bottom ကိုပြောတာ design slope ရှိနေတဲ့အောက်ခြေပဲဖြစ်ဖြစ် existing slope ရဲ့အောက်ခြေပဲဖြစ်ဖြစ်အဲ့ဒါကို toe လို့ပြောတယ်နောက်တစ်ခုက top ဆိုတာကြတော့ design slope သို့မဟုတ် existing slope ရဲ့အပေါ်ကိုပြောတာ top ပြီးရခါမှာ catch pointဆိုတာကြတော့slope နှစ်ခု intersect ဖြစ်သွားတဲ့အခါဒီ existing ground ဒါ existing ground ရှိရထားပါတော့ဒီမှာ top ရှိရဒီဘက်က toe ရှိရအဲ့တော့ design slope နဲ့ existing ground တို့ရဲ့ toe နဲ့ဖြတ်သွားတဲ့အမှတ်ကို catch point လို့ခေါ်တယ်
လိုပဲ design လုပ်မဲ့ဟာနဲ့ design ကဒီလိုလုပ်နေထားပါတော့ဒီနေရာမှာဖြတ်သွားတဲ့ဟာကို catch point လို့ခေါ်တယ်နောက်တစ်ခုကကြတော့ hinge point hinge point ကကြတော့ design point အဲ့တော့စချင်းစတူးမဲ့နေရပေါ့အဲ့ဒါကို hinge point လို့ခေါ်တယ်စပြီးတော့လုံးမဲ့နေရအောင်ဥပမာ slope စဖြတ်မဲ့နေရဆိုလို့ရှိရင်လေဒီနေရာမှာ stake ထားတယ်ဆိုလို့ရှိရင်သူslope ထားပြီးတော့ slope ဆုံးတဲ့နေရာပြီးရင်လည်းပဲပြန်ဖြစ်သွားတယ်အဲ့ဒါကို hinge point ဒါကြတော့အပေါ်တက်သွားတဲ့ slope တကယ်လို့တောင်ဆောင်ကိုဖြတ်မယ်ဆိုထားပါတော့ဒါဆိုလို့ရှိရင်ပြီးဒီ level ဖြစ်သွားတယ်ဆုံးသွားတဲ့နေရာဒါကိုဘာလို့ခေါ်လဲဆိုရင် hinge point အဲ့တော့ stake ကနေပြီးတော့ away from the stake ပြီးတော့ဆုံးသွားတဲ့နေရာကို hinge point လို့ခေါ်တယ်ဆုံးတယ်ဆိုတာကြတော့ဒီ slope လုပ်တဲ့နေရာဆုံးသွားတဲ့နေရာကို hinge point လို့ခေါ်တယ်ပြီးတဲ့အခါ slope ratio slope ratio ကကြတော့ရှင်းပါတယ် 1:3 3:1 2:1 လို့အဲ့တော့ 3:1 ဆိုတာအရေးဆုံးအရှေ့မှာရေးထားတဲ့ဥစ္စာကြတော့ဒါ horizontal နောက်မှရေးထားတဲ့ဟာ vertical 2:1 နဲ့သွားမယ်ဆိုလို့ရှိရင်2 feet 1 feet လို့ပြောတာ2က horizontal 1က vertical now RPSS ရဲ့ရှေ့ကောက်က reference point slope stake reference point slope stake ဆိုတာကြတော့ offset လုပ်ထားတဲ့ stake လို့ပြောတာ offset လုပ်ထားတဲ့ stake တွေအဲ့ဒါကိုတနည်းအားဖြင့် RPSS လို့ခေါ်တယ်ဒါကကြတော့ option နေပဲသုံးချင်မှလည်းသုံးလို့ရတယ်မသုံးချင်လည်းရတယ်